ယေရှုပေါင်းတိမောသေဩဝါဒစာယေရှုခရစ်တော်ပြပါလေဒီလောကကိုဆင်းသက်လာတာဟာရှိရှိတဲ့လူတွေတည်ဖို့အတွက်ဖြစ်တယ်ကျွန်တော်တို့မှာသိရှိလားလူတွေမှာရှိပါတယ်အရင်တစ်ခါလေးကျွန်တော်ပြောပြပြီနော်အရင်တစ်ခါဒီမှာလာတော့ကလည်းကိုကသိရှိတယ်ဆိုဘယ်လိုသိရလဲဘယ်လိုသိရလဲကိုကဘူးအတ္တကြီးတယ်မာနကြီးတယ်နော်အဲ့ဒါတွေကကောင်းလားပမာမှာဆိုရင်ဘာရှိလဲကျွန်တော်ဒီသူများဘာသာကိုကျွန်တော်စော်ကားခြင်းမဟုတ်ပါဘူးเนาะကံသုံးပါရှိတယ်လေဟိုကံသုံးပါပါပြီလေဝစီကံအဲ့ဒါကိုလုံလာကျွန်တော်လုံလာဆိုကျွန်တော်လည်းမလုံဘူးเนาะအဲ့ဒီကံသုံးပါလေတော့ဝစီကံကျွန်တော်တို့မပြစ်မအောင်ဆိုရင်လေတော့ဘယ်ပြစ်မလဲကာယကံမပြစ်မရင်တော့ကျွန်တော်တို့ဘယ်ရပြစ်မလဲမနောဒီကအငြိမ်မနေဘူးတော့ဒီကဒီတဲ့ဟာလေဒီတဲ့ဟာကျွန်တော်ပုတ်တူးတယ်ဟာကျွန်တော်တို့ကြည့်လို့ရှိရင်လူကျွန်တော်တို့ဘာနဲ့နိုင်ကောင်းမလဲဆိုကျွန်တော်တို့လူကကျွန်တော်တို့မနေ့အရာထပ်တာချင်းကျွန်တော်တို့ခန္ဓာကိုယ်ချက်လာတဲ့အနက်ကကောင်းလားအဲ့ဒါထက်တော့ဆိုးမယ်ထင်တယ်ကျွန်တော်ပြောချင်တာဒီမနှောဘူးတော်ဆိုးတယ်နော်ဒီမနှောကသူများမနာလို့ဟာကုချက်တာပြီဆိုလို့ဖြစ်လေကုချက်တာတဲ့လူကိုဟာကောင်းလိုက်ကျွန်တော်တို့လက်ခုပ်တီးပြီလားတာလေးနေများဆိုတော်ရလေတော်ဟိုမှာသူကမလို့ထက်တာသွားပြီတော်ဘလို့လို့ဟာမရှိမဆိုင်ကိုယောက်ျားကိုသွားပြီးတော့ပြစ်ရှာတယ်ဒါကြောင့်ကျွန်တော်တို့ဘယ်လိုမှကန်တုံးပါတော့မလုံပါဘူးကျွန်တော်လည်းမလုံဘူးဒီမှာရှိတဲ့ကျွန်တော်အမျိုးသမီးလည်းမလုံဘူးရက်ဆရာကြီးတွေလည်းမလုံဘူးတော့အဲ့ဒီကန်တုံးပါလုံရှိပါတယ်လုံတလူလူနော်ကဲလို့ကန်တုံးမမလုံနဲ့တော့ဘယ်သွားမလဲတီတော့လို့ရှိရင်ဘယ်သွားမလဲမရေးရလွဲလို့ရှိမလဲမရဲတော့မှကျွန်တော်တို့ဘယ်လိုပုံစံသွားမလဲစောက်ထိုးသွားမယ်ထင်တယ်စောက်ထိုးမှုမျိုးဟာသွားမယ်ထင်ကလေးတွေကပြစ်ရှိလားဘုတမီးရောအပြစ်ရှိလားတားရောအပြစ်ရှိလားအပြစ်ရှိတယ်ဒီသားလေးကတမျိုးတော့သမီးမစားဘူးမို့မစားဘူးတားသမီးစားဟုတ်ကဲ့တော့လူတွေအပြစ်ရှိလို့ယေရှုခရစ်တော်ဖျားဒီလောကကိုဆင်းသက်လာတာဖြစ်တယ်ယေရှုခရစ်တော်ဆိုတာလည်းအတိတ်ပဲရှိနော်သူ့ရဲ့အတိတ်ပဲပါလေငါတို့ကိုမိမိလူမျိုးဟာတို့ဟာအပြစ်မှာကဲချွတ်မိကူယေရှုခရစ်တော်ဖျားရဲ့အတိတ်ပဲပါလေမိမိလူတို့ကိုအပြစ်မှာကဲချွတ်မိကူလို့အတိတ်ပဲရဒါကြောင့်ယေရှုခရစ်တော်ဖျားကျွန်တော်တို့အပြစ်တွေကိုကဲချွတ်ဖို့အတွက်ဒီလောကကိုဆင်းသက်လာတာပဲဖြစ်ပါလေနော်အဲ့ဒီဟာကဘာလဲခရစ်စမတ်တည်င်းကောင်းဖြစ်တယ်နော်အဲ့ဒါပဲ